fly stitch ဒီတစ်ခါလုံးပြမှာဒီ fly stitch ပေါ့နော် fly stitch ကကြတော့အရင်ဆုံးအောက်ကနေအပေါ်ကိုတစ်ခုအချီထုတ်မယ်ထုတ်လိုက်ပြီးရင်ဒီအချီကနောက်ဒီဘက်နော်ပြန်နေတဲ့အတောင်လေးတဲ့ဒီဘက်ချမ်းကိုယူလိုက်မယ်ပြီးရင်သူကြံနေတဲ့အချိန်မှာအမတို့ကဘယ်လိုလုပ်ရမှာလဲဆိုတော့ hurry မှာသူ့ကိုဒီအလဲကောင် center point နော်အကောင်ဆိုရင် body ပေါ့နော် body center နေရာကိုအရင်အမတို့ကလာပြီးတော့ချိတ်လိုက်မယ်โอเคနော်အဒီမှာဒီလိုလေးလာပြီးချိတ်လိုက်တာဒါလေးပဲချိတ်ပြီးပါလုပ်မယ်သူ့ကိုထိန်းဖို့အတွက်သူ့အောက်ထဲကိုပြန်ထည့်လိုက်ဒါဆိုလို့ရှိရင်သူကမဖြစ်သွားဆိုအကောင်လေးပြန်နေရပုံပေါက်တော့ပေါ့နော်အဲ့လိုပုံစံမျိုးယူတာပါနော်ဆိုတော့ဒီတောင်ပန်းနှစ်ခုအရင်ယူပြီးသွားရင်ဒီဟာလေးကနေဒီလိုလာဒီနှစ်ခုချိတ်ပြီးရင်သူအောက်ကိုထိုးဒါပါပဲ